ကဲငါတခွားသီးတုပ်ဖို့အတွက်ငရုတ်သီးကျက်သွန်ပြီးငရုတ်ကောင်းသီးခါရဲထောင်းလိုက်ပါတယ်ခွားသီးတုပ်ပါပဲရခိုင်လို့မပြပါကဲဒီမှာကြည့်ပါဦးဒီနေ့ကတော့တခွားသီးတုပ်ရခိုင်တုပ်ပါခုနထောင်းထားတဲ့ငရုတ်သီးကျက်သွန်ပြီးငရုတ်ကောင်းစီးရယ်ကျက်သွန်ရယ်ငနံမင်းတံမြာသီးလေး ready ပါပဲစားတဲ့အချိန်မှာတုပ်လိုက်ရုံပါပဲဒီလိုလုပ်ထားပါတယ်ကဲသွားသီးလေးတုပ်ပါမယ်မရှိပါဘူးတံမြာသီးလေးကျွန်မညှစ်ထားပါတယ်ကဲတုပ်ပါမယ်ရှယ်ပဲနော်